ကျွန်တော်မြန်မာလူမျိုးတွေကြားမှာငွေစုရလို့ပြောလိုက်လို့ရှိရင်ဘာကိုရင်ပြေးမြင်ကြလဲဘယ်ထဲမှာပတ်စံနေထည့်ထားတာရွှေဝဲစုတာဓမ္မမဟုတ်လို့ရှိရင်တခုမှရင်းနှီးမြှုပ်နှံတာဒါတွေပဲပြေးမြင်ကြမလားဒါပေမဲ့ဒီနေ့ကျွန်တော်ပြောမှာကအဟိုင်နဲ့လုံးဝမတူတဲ့ကျွန်တော်တို့ဘဝအခက်အခဲဖြစ်လာရင်တော့မှကဲတင်ပေးမဲ့ emergency fund အရေးပေါ်ရန်ကုန်ငွေအကြောင်းပါတကယ်တော့ emergency fund ဆိုတာကကွာဒီအနေကင်းရှိကပတ်နဲ့တူတူပဲဥပမာကျွန်တော်တို့ကကောင်းမောင်းလို့ရှိရင်ကပတ်ပတ်ထားမှာတကယ်လို့အကားကအချိန်ပြင်းပြင်းနဲ့တိုက်တယ်ဆိုရင်တော့မှကျွန်တော်တို့မသိမှာမလားအဲ့လိုပဲဟောဒီ emergency fund ကကျွန်တော်တို့ဘဝမှာအလုပ်ပြုတ်သွားတာပဲဖြစ်ဖြစ်ဝင်ငွေရက်သွားတာပဲဖြစ်ဖြစ်ဒီကောင်ကကျွန်တော်တို့ကိုအကျွေးနှုံမနစ်အောင်ဆွဲထားပြီးမှာတိကျပြောရင်ကကျွန်တော်တို့လဆင်လိုအပ်တဲ့အသုံးစရိတ်တွေကိုပေါ့အိမ်လာကစရိတ်တွေစားစရိတ်တွေအကျွေးပေးရမယ့်စရိတ်တွေအဲ့ဒီစရိတ်တွေက အလုံးမလုံးဖဲနဲ့တောင်မှ6လစာတီးတက်အဲ့လိုရက်တည်နိုင်အောင်အတွက်ခွဲထားတဲ့ငွေပမာဏကိုဆိုလိုတာပေါ့ emergency fund ဆိုတာကအထူးသဖြင့်ပြည်ပမှာနေတဲ့လူတွေဆိုလို့ရှိရင် emergency fund ကိုပို့ပြီးတော့စောင့်ထားတင်တယ်ကျွန်တော်ဥပမာတစ်ခုနဲ့ပဲပြောပြမယ်ကိုကျော်စိုးလူတယောက်ကနိုင်ငံခြားမှာအလုပ်လုပ်တယ်ဒါပေမဲ့သူ့မှာကစုထားတဲ့ပတ်စံလေးရှိရယ် emergency fund ကိုတော့တိတက်စောင့်ထားတာမျိုးမရှိဘူးပေါ့တနေ့တော့သူအလုပ်လုပ်နေတဲ့ကုမ္ပဏီကအခြေအနေမကောင်းလို့အလုပ်ပြုတ်သွားပဲဖြစ်ဖြစ်သူနေမကောင်းလို့အလုပ်နားလိုက်ရပဲဖြစ်ဖြစ်အဲ့ဒီအချိန်မှာသူကအိမ်လာစားပေးဖို့အတွက်ဒါမှမဟုတ်စားစရိတ်အတွက်ပတ်စံမရှိဘူးဆိုလို့ရှိရင်သူများရှိရသွားပြီးတော့အကျွေးချရအောင်ပဲကွာတကယ်လို့သူ့မှာဒါ6လစာ emergency fund တာသူဒါဆောင်ထားလို့ရှိရင်ဘလူးရှိရမှာအဲ့လိုသွားပြီးချေးစရာမလိုတော့ဘသူမျက်နှာမှကြည့်နေစရာမလိုတော့အဲ့လို emergency fund ဆိုတာကိုယ့်အတွက်တည်းမဟုတ်ဘူးကိုယ့်မိသားစုအတွက်လည်းသုံးလို့ရတယ်ကွာဥပမာကိုကနိုင်ငံခြားမှာနေတယ်ကိုမိဘကနေမကောင်းလို့ဖုံးလှန့်ဆက်တယ်စေုံတက်နေရတယ်ပတ်စံလိုလဲဆိုလို့ရှိရင်ကိုကသမားရှိရသွားပြီးတော့ငွေကိုချက်ချင်းရှာပေးစရာမလိုတော့လာစားထွက်မှာပတ်စံပေါ်မဲ့ဟာမျိုးမဖြစ်တော့ဘူးပေါ့ကွာကိုကဒီကိုမ emergency fund 6လရှိနေဆိုတော့အပတ်စံကိုချက်ချင်းလွှဲပေးလို့ရတယ်မိဘရှိရောအမှတကူတတိထားမှာကဒါကလုံးဝမသုံးရမယ့်ငွေလူတော်များများကငွေစုပြီးသွားပြီဆိုလို့ရှိရင်ဖုန်းတစ်ဆိုလဲဝယ်လိုက်တာပဲအဲ့ဒီဝယ်စားအတစ်တွေ့လို့ရှိရင်လည်းဝယ်ခြင်းပြောင်းပြီးတော့ငွေချင်းတွေနဲ့ခီးထွက်တယ်အဲ့လိုချိန်မှာအငွေသုံးလိုက်လို့ရှိရင်အငွေက emergency fund မဟုတ်တော့ဘဲနဲ့အပျော်ပါအတွက်သုံးတဲ့ငွေဖြစ်သွားပြီကွာတကယ်တော့ emergency fund ဆိုတာကကျွန်တော်တို့လုံးဝအရေးပေါ်လာမှသုံးတဲ့အရေးပေါ်ငွေပဲဖြစ်နေတာပြီးတော့မြန်မာလူမျိုးတွေအဲ့လိုအမှားအများဆုံးနေရာကိုကျွန်တော်ပြောပြမယ်အဓိကတော့ရွှေဝယ်စုတာပေါ့နော်ချိုးကအရေးပေါ်ဆိုတာနဲ့ရွှေဝယ်ပြီးမြင်ကြရဟောဘယ်လိုပြောရမလဲတခုခုလိုအပ်လာပြီဆိုရင်ရွှေကိုသွားပြီးတော့ငွေပေါ်အောင်ရောင်းလိုက်တာလို့ဘာလို့လဲရွှေကိုစုတာကျွန်တော်ကရွှေစုတာကိုမကောင်းလို့မပြောဒါပေမဲ့ရွှေကို emergency fund နေနဲ့သွားပြီးစုတာကအဲ့ဒါလုံးဝအမှားကြီးပဲကွာတကယ်တော့ရွှေစုတာက inflation rate နဲ့အဲ့လို investing အတွက်ပဲထားပြီးတော့စုတင်တာမျက်စိရှိမှဖြစ်သွားတဲ့ဥပမာတစ်ခုပဲအရင်ပြောပြမယ်အဲ့လိုလူတယောက်ကရှင်းနလားလောက်ကရွှေဝယ်လိုက်တယ်အဲ့တော့ရွှေဈေးကဒေါ်လာ9600လောက်ရှိမယ်ဒါပေမဲ့အခုလာလဲကြာရောရွှေဈေးထိုးကြာသွားကွာဒေါ်လာက3900 4000လောက်ဝန်းကျင်ပဲရှိတယ်တကယ်လို့အဲ့လူကဈေးတက်မှာဝယ်ထားပြီးတော့ကိုကအိမ်ကနေမကောင်းဖြစ်လို့ငွေလိုလို့ဈေးကြမှာသာပြန်ရောင်းမိရဆိုလို့ရှိရင်စဉ်းစားကြည့်လိုက်ငါဝယ်ထားတော့ဒီလောက်ပဲငါဟုတ်ဒီပြန်လဲရအောင်ငါဒီလောက်လေးပဲရတာဆိုပြီးတော့ကွာအမျက်တောင်မရဘဲနဲ့အရင်တည်းကပါပြန်ပေးနေရတာကွာအဲ့ဒါကဒီရွှေကိုအဲ့လိုသွားပြီးတော့ emergency fund အနေနဲ့စုမိလို့ဖြစ်သွားပြဿနာရွှေဆိုတာကအချိန်တိုင်းဈေးကောင်းရနေတာ哦မဟုတ်ဘူးဒါတော့ liquidity လို့ခေါ်ရကွာပြီးတော့မြန်မာလူမျိုးတွေကအဲ့လိုရွှေဈေးကိုသိချာမမေးဘဲနဲ့ရွှေဆိုရင်ပြီးတော့အချိန်နဲ့ငွေပေါ်မယ်ဆိုပြီးတော့ကောက်ဝယ်လိုက်ကြတာများရကွာအဲ့ပြင်မှာဘလူးရွှေဝယ်လဲဆိုရင်ဂျူဝယ်လက်ဝတ်လက်စားတွေကိုတွားပြီးတော့ဝယ်ကြတယ်အမှန်တကယ်ကရွှေကိုစုတယ်ဆိုတာကဘလို့ဂူပါ24 carat ကိုပဲအဓိကထားပြီးစုတင်တာလက်ဝတ်လက်စားဆိုတာကအဲ့လိုအရောတွက်တွေလက်ခရအဟာရနဲ့ရှိရကွာတကယ်လို့ကိုကရွှေစုမယ်ဆိုလို့ရှိရင်လည်း24k ဂူပါဟုတ်ပဲကွာ investing အတွက်အဓိကထားပြီးတော့စုအဲ့လို emergency fund ဆိုပြီးတော့တွားမစုနဲ့ emergency fund ကိုက custody တမ်းပဲထားပြီးတော့စုတင်တယ်လို့ပဲကျွန်တော်ကအကြံပေးခြင်းတယ်ဒါကြောင့်အခုကြည့်နေတဲ့သူကကိုပြန်မေးကြည့်တကယ်လို့ငါမှသာအရေးပေါ်တစ်ခုဖြစ်လာရင်သုံးဖို့အတွက်6လစာ emergency fund ရှိလားမရှိဘူးလားဆိုတာကိုရင်စစ်စစ်ကြည့်လိုက်တကယ်လို့မရှိဘူးဆိုရင်လို့ရွှေဝယ်တာအဝတ်စားဝယ်တာဖုံးဝယ်တာတွေခဏဖယ်အောင်ကိုဘွားအတွက်ဘေးကင်းရေးအတွက်အဲ့လိုလုံခြုံရေးခပတ်ပတ်ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ဒါကတော့ကျွန်တော်အခု share ခြင်းတဲ့ emergency fund အကြောင်းပဲဖြစ်ပါတယ်ဒါဆိုတော့နားလည်သွားလောက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်
ဒီကျွန်တော်ရဲ့ channel မှာငွေကြေးအကြောင်းတွေကိုအဓိကထားပြီး sharing လုပ်ပေးရကွာအဲ့ဒါလည်းမဟုတ်ဘူးလူငယ်တင်းတဲ့ mindset အကြောင်းတွေကျွန်တော် sharing လုပ်ပေးမယ်ဟာရှိရ podcast တွေရှိမယ်အဲ့ဒါကြောင့်ဒီ channel ကို subscribe လုပ်ပေးထားပါလို့ပဲကျွန်တော်မှာချင်ပါတယ်တကယ်လို့မလုပ်ရသေးရင်လည်းတခြားစစ်ပြီးတော့လုပ်ပေးထားပါပြီးတော့ကျွန်တော်ရဲ့ဒီ community link ကိုလည်း Telegram link ကိုလည်းကွာအဲ့လို description မှာချပေးထားမယ်လာရောက်ပြီး join ပါလို့ပဲဖိတ်ခေါ်ချင်ပါတယ်အားလုံးပဲဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင် bye bye